ဇလန်တပုတ်ကိုမှတ်တမ်းထုတ်ကမိခဲ့ပြီမဲ့တော်လေးကွယ်တရားရဲနေတည်တဲ့တောက်ကတယောက်နဲ့တယောက်တွေ့နေမြည်နေကြားနေရတော့မနေစိတ်နိုင်ဘူးကွယ်တစ်ချိန်ကအပြောင်းကလေးတွေအသစ်တစ်ဖန်ဖြစ်လာခဲ့ပြန်လောကကြီးကညှက်ဆန်းကြပါလားတန်တရားဆိုတာလဲပတ်နေတာပါနော်လွမ်းစရာတွေနဲ့ငိုခဲ့ရတဲ့အဖြစ်တွေနဲ့လဲကြုံခဲ့ပြီးပြီလေဟောအခုလဲဘယ်လို့မှမျောလင့်မထားတဲ့ဖြစ်ရတစ်ခုနဲ့ကြုံခဲ့ရပြန်ပြီဗျာဟောကျွန်တော်ချက်ကြီးပါဘုန်းကြီးကျောင်းသားလေးချက်ကြီးနဲ့ဝိုင်းသိန်တို့ရဲ့ဇာလန်းတွေကိုကက်ဆက်ခွေဇာလန်းဗီဒီယိုဇာလန်းတွေအဖြစ်တင်ဆက်ခဲ့ပြီးပါပြီအခုတပံအဟောင်းတွေကအသစ်တီဖြစ်လာခဲ့ရပြန်ပြီဗျာအတိတ်အကြောင်းတွေဟောင်းခဲ့ပြီမဲ့နှောင်းခဲ့တဲ့ဇလန်းတစ်ပုဒ်ကိုမှတ်တမ်းထုတ်ကမိခဲ့ပြီမဲ့တကယ်တော့လေကွယ်တရားရဲနေတည်တဲ့တောက်ကတယောက်နဲ့တယောက်တွေ့နေမြင်နေကြားနေရတော့မနေစိတ်နိုင်ဘူးကွယ်တစ်ချိန်ကအပြောင်းကလေးတွေအသစ်တစ်ဖန်ဖြစ်လာခဲ့ပြန်ငယ်ငယ်ချစ်တော့နှစ်တရားငယ်ချစ်တို့ရဲ့တန်ရုံးစင်မပြေပါကိုယ်ချစ်ရသူနဲ့ပြန်လဲဆုံးပြီးတဲ့အခါဒီကဘာမှာပြောဆုံးလို့ဒီဝါလုံးကြောင်းပေါ်လိုက်ချင်တာမြို့မနေကြတော့ရစ်ကြလာတဲ့ထုံးခွဲမှုရမိဘရဲ့စီကမြာရင်ကတဲ့ပူရလာနေဝိုင်းစိန်ရှိခုချစ်ကြီးနင်းနဲ့ငါနဲ့ဟာကံကြမ္မာမျက်နှာသာပြီးလို့တယောက်နဲ့တယောက်ပြန်လဲဆုံသိကြလို့ဝမ်းသာလို့မဆုံးပါဘူးဟာဒါပေမဲ့ပြောပါခုချစ်ကြီးရဲ့နင်းနဲ့ငါနဲ့ပေါင်းမှုဆိုတာမလွယ်ဘူးဝိုင်းစိန်ဘာကြောင့်လဲဆိုတော့ငင့်မှလည်းမလွတ်မလပ်မပေါ်မပါနဲ့နောက်ပြီးနင်းကိုကြားနိုင်လဲတရားဝင်ပွားရှင်းကြတာငါဟာဆရာတော်စကားကိုမလွန်ဆန်နိုင်လို့သာခေါင်းမြင်ခဲ့တာဘယ်လို့မှပေါင်းလို့မဖြစ်ဘူးဝိုင်းစိန်ခုချစ်ကြီးရဲ့ကျမဘယ်လိုလုပ်ရမလဲခုချစ်ကြီးကျမဘဝကဆိုးပါကျမလည်းမျက်နှာမပြရဲဘဝအများတတွေးအတွက်မှာပလက်ညောင်းရတဲ့အဖြစ်ကျမဘယ်လိုလုပ်ရမလဲခုချစ်ကြီးရဲ့နင်ဘာမှစိတ်မပူနဲ့စိတ်ကောင်းအောင်ထားနင်အတွက်တောကတဲ့ကြီးသွားတဲ့အချိန်ကလေးမိဖွားပြီးလို့နင်းအောင်ကြနဲ့ပြတ်ဆဲခဲ့ပြီးတဲ့အချိန်ကြီးဆောက်နေခုချိန်မှာတော့ညီမလေးတယောက်လိုဆောက်ထုတ်ထားရလားနောက်မှနင်းသဘောထားကိုကြည်ပြီးလက်ထပ်ကြမယ်နော်ဟုတ်လားဝိုင်းစိတ်ဟုတ်တယ်ပါကိုချစ်ကြီးရဲ့ချစ်သူအယိုးကိုသတို့လုတ်တဲ့ပု္ပ္ပာမမမင်းအလိုရှိမယ်ဆိုရင်ရင်ကိုခွဲကအသက်တွေပြီးမဲ့ယုံမှာယူပါကွယ်လို့လူတကာလည်းမပြောတတ်ပါဖြစ်လာမဲ့အန္တရာယ်အကာယံဝိုင်းမဟာယံတိုင်းကြီးပမာသာနာတရားအသေးမှထားမှာကအနွမ်းပန်းလေးတပွင့်လမ်းစားနေဝရချစ်တာတွေသူမပဲသတန်းကွဲမြစ်တာရင်နဲ့ဖြန်းပေးမယ်ကွာဟဲ့နော်ဟောနာနားလိုက်တာကိုချစ်ကြီးရဲ့သေဟိုမရောက်သေးဘူးလားဝိုင်းသိတာလာပြီအတင်းထားပါဝိုင်းစရာဟိုမျိုးစိမ်းကိုရောက်တော့မှာတိတ်မဝေးတော့ပါဘူးဟိုတော့ဘွားနဲ့ဝ
ဝိုင်းစင်ကိုပွေပြီးခူးဆိုင်ပါဗျာ အေးလားဟဲ့ချက်ကြီးဝိုင်းစင်ကမွေးတော့မှာနေတာမျိုးစိမ်းကိုမြင်မြန်ရအောင်မောင်းမှာဟဲ့မောင်းစမ်းပါ ဟုတ်ကဲ့တော့ဘာတဲ့ဟုတ်ကဲ့ဟဲ့လား လေမလီနာလိုက်တာအမေသမီးကိုကဲပါအမေဟဲ့ချက်ကြီးနင့်လဲကိုမြင်မြန်ရက်စမ်းမြင်မြန်ရက်လိုက်စမ်း ဟုတ်ကဲ့ဘာဖြစ်လို့လဲတော့ဘာတဲ့ အမလေးကဲကြပါဦးနာလိုက်တာလွတ်ကြပါဟဲ့ချက်ကြီးဝိုင်းစင်မွေးတော့မယ်ဟဲ့မွေးတော့မယ် ကျုပ်ဘာလုပ်ရမလဲဗျာ 你给我进来，进来！啊，阿美丽，你拿来呀！啊，要家里都要家里，嘿，外甥，嘿，外甥把พี่媽媽對我切記，記得嗎？我外甥，我切記。ငါရှိပါတယ်ဝိုင်းစင်ဟာဟိုအာတင်လာတာ ကလေးရောကလေးရော ဒီကလေးဟိုဒီမှာရှိပါတယ်ဟာ တော့တားလေးလာရင် ဟုတ်တယ် ဝိုင်းစင်ကမကောင်းပါဘူးကိုချက်ကြီးရဲ့လောကအလမ်းမှာလောကထဲမှာဒီဝိုင်းစင်ဘဝဒုက္ခတွေများလာတယ်တော့ အားငယ်စကားတွေမပြောပါနဲ့ဟာဝိုင်းဟိုနင်းနားမှာငါတယောက်လုံးရှိပါတယ်ဟာ ကိုချက်ကြီးဝိုင်းစင်သိတဲ့နာရဲ့ကိုချက်ကြီးချစ်တယ်လားတော့ခွဲရရအောင်ကိုချက်ကြီးရဲ့ ဝိုင်းစင်လေဟာနမင်းမရှိတဲ့စကားတွေမပြောသားမှနဲ့ဟာ ဝိုင်းစင်ရင်ထဲမှာမကောင်းတော့ဘူးကိုချက်ကြီးရဲ့ ဘာဖြစ်လို့လဲ အမေကဝီဝိုင်းစင်လေးကိုချက်ကြီးနဲ့ခွဲရတော့မယ် ဟင် အခုမှလူလောကလေးရောက်လာတော့မယ်တားလေးကိုလည်းစွတ်ပြရတော့မယ် ဟာနေလေဟာ ဝိုင်းစင်မျက်လုံးနဲ့ပြတာလေဘာမှမပြရတော့ကိုပိုက်တယ်ငါလူဘဝကစွတ်ခွာရတော့မယ်ဆိုတာဒီပါမတိမမဟုတ်ဘူးဝိုင်းစင်ပြေဖို့ပြောပြလိုက်တော့ကိုချက်ကြီးရဲ့ ငါရှိပါတယ်ဝိုင်းစင်ဟာ ဝိုင်းစင်ရဲ့တားလေးကိုကြည့်မြအောင်ဝေးပွားရှင်းပြပေးပါ နေလေဟာ အဲ့ဒီခါကျရင်ဝိုင်းစင်ရင်အမြလို့ပြီးဟာ ဟမ်ဝိုင်းစင်ဟမ်ခေါ်လို့လည်းမရတော့ပါလားဟမ်နေသားလေးနဲ့ငါ့ကိုထားပြီးနေလူဘဝကဆောက်ခွာသွားပြီပေါ့ချက်ကြီးကိုတပည့်စီးလို့သဘောထားခဲ့ပြီမဲ့အချစ်ကြီးတတ်တယ်ဆိုတာနင်သိပါတယ်ဝိုင်းစင်တန်လျက်ကိုရေထင်ပြီးအလိုက်မားခဲ့တဲ့ရွှေသမီးလို့နေဝင်မှနောင်တရပြီမဲ့မှောင်ကြတဲ့တောမာယာမှာခြားခြားလေးလမ်းမှာအားကုန်လို့သေဝဲဝင်ရတယ်လို့နေဖြစ်ဆိုလိုက်တာဝိုင်းစင်ကံကြမ္မာရဟချလို့တန်တရားတွေထထချခဲ့ပြီမဲ့ငါခေါ်တဲ့နေကြားပါစေဝိုင်းစင်ချစ်ကြီးခေါ်တဲ့နေကြားပါစေဝိုင်းစင်နေကြားပါစေနေခုတော့ရင်းနေပြီဝိုင်းစင်နေကောင်းရတဲ့ကတိလာပါစေနာဆုတော်ပါလေဝိုင်းစေဆုတော်ပါလေချစ်ကြမရဲ့ရိုင်းပါဘောခင်ရလေဝိုင်းစေရာအဖြစ်ဆိုလိုက်လားဘဝတစ်စချိုးမှာလောရင်တကြိုးချစ်ကြုံနေခဲ့ပြီဟာတခါကနေဖြစ်လေတွေစူးကျဲကတော့မြို့ပြမလို့ပြောကြတော့မှာအစည်းစီရင်နာနဲ့ကျွန်တော်မောင်ချက်ကြီးကိုလက်နှီးလို့သဘောမှထားတော်သာဆိုပြီးနေပြီကွာအခုတော့မြို့ကြီးပြန်လက်ဆောင်အထောက်အပိုးတွေနဲ့အယုံအစွမ်းကြီးဆိုခဲ့ပေါ်ဟာမင်းအထင်ကြီးနေတဲ့အထီးကမြို့ကြီးကဝိုင်းစိတ်ကိုဝိုင်းလိကြပေါ်လင်းအဖြစ်ကရင်နာတရားရေတွေနှစ်ပါပေါ်ဖြစ်ရလေဝိုင်းစိတ်